Hi အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Future Planet Channel ကကောင်တော့ဝေဖြစ်ပါတယ်ဒီမှာတော့တင်ရင်ချင်းတို့ကိုပြပစ္စည်းနဲ့ပွဲစိတ်မှမယ်ဆိုတဲ့ပုံမြင်လေးကိုပြောပြပေးထားမှာဖြစ်ပါတယ်တခါတော့ကတာယာသပတ်တဲ့ပန်းချန်လေးတစ်ခုမှာပြပစ္စည်းဆိုတဲ့ပြလေးတစ်ကောင်နဲ့ပွဲစိတ်မှမိကတူနေထိုင်ပါတယ်ပြပစ္စည်းကပြန်လန်းလာရတာကိုသဘောကျပြီးရင်းတန်းပြရှင်းနေတတ်ပါတယ်ပွဲစိတ်မှမိကတော့စူးစမ်းပြီးအလုံးလုံးရတာကိုနှစ်သက်ပါတယ်ဒီဟာဒီရဲ့တာယာလက်ပတ်တဲ့နေ့တစ်နေ့မှာပြပစ္စည်းဟာပန်းတပွင့်ကနေနောက်တပွင့်ကိုပြန်တိုက်ရင်တချင်းလေးတွေညီးပြီးပျော်မြူးနေတယ်ပွဲစိတ်မှမိကိုမြင်တော့ပြပစ္စည်းကမမီရေနှွေးထဲပြီးတာယာလာတဲ့အချိန်မှာဘာလို့အလုပ်တွေလုပ်နေရတာလဲလာငါတို့နဲ့တူကစားကြစို့လို့ပြောတဲ့အခါပွဲစိတ်မမီကမဖြစ်သေးဘူးပြပစ္စည်းရင်အခုကစောင်းနေရတဲ့အစားအစာတွေစုဆောင်မဲ့ချိန်လေးနေရာဒီမှာစူးစမ်းစုဆောင်ထားမှစောင်းတွင်းရောက်ရင်အေးစစ်စစ်စားတောင်းပြီးနေနိုင်မှာပေါ့လို့ပြန်ပြပါတယ်ဒါပေမဲ့ပြပစ္စည်းကတော့ပွဲစိတ်မမီရဲ့စကားကိုနားမထောင်ပဲတနေ့လုံးပြန်တန်းကစားရင်ချိန်ကုန်လုံးစီခဲ့တယ်ဒီလိုနဲ့ရက်တပတ်တွေအကုန်ကတော့ဆောင်းရသည်ကိုရောက်လာခဲ့တယ်လေကလည်းတအားအေးလာပြီးနေရာတိုင်းမှာနင်းတွေကျနေလို့တွားရလာရတာအရန်ခက်ခဲနေတယ်အစားအစာတွေလည်းရှာလို့မရတော့ဘူးပေါ့ဒီအချိန်မှာပြပစ္စည်းလေးဟာဗိုက်စာပြီးချမ်းအေးလို့နေခဲ့တယ်ဒီခါကျမှနေရာဒီလုံးကပွဲစိတ်မှမီပြောခဲ့တာကိုတတိယပြီးနောင်တရနေခဲ့တယ်ပြပစ္စည်းဟာပွဲစိတ်မမီရဲ့အိမ်လေးကိုတုံတုံရင်ရင်နဲ့ရောက်သွားပြီးမမီရေငါကိုကူညီပါအောင်ငါမှဘာစားစာမှမရှိတော့ဘူးတအားလဲချမ်းနေပြီလို့ပြောကြတယ်ပွဲစိတ်မမီကတနာစိတ်နဲ့သူ့ရဲ့စုဆောင်ထားတဲ့အိမ်ထဲကိုပစ္စည်းကိုခေါ်သွားခဲ့ပါတယ်သူ့ရဲ့အိမ်ထဲမှာအစားအစာတွေကအများကြီးရှိနေပြီးပွဲစိတ်မမီကနည်းနည်းတစ်တစ်နဲ့ပြရှင်းနေထိုင်နေတာကိုတွေ့ခဲ့ရတယ်ပွဲစိတ်မမီကပြပစ္စည်းကိုအစားအစာလေးတွေခွဲပေးကနည်းနည်းတစ်တစ်နေဖို့နေရာပေးပြီးပြပစ္စည်းရဲ့အခုမင်းနာလေးပြီလားချိန်ရှိတုံးမှအလုပ်လုပ်ရမယ်ပြောစရာတွေကိုရှာဖွေရင်အနာဂတ်အတွက်ကိုလည်းကြိုတင်ပြင်ဆင်ရမယ်လို့ဆုံးမပြောဆိုခဲ့ပါတယ်ပြပစ္စည်းကလည်းဟုတ်ကဲ့ပါမမီငါမကိုနားလေသွားပါပြီနောက်နေ့နေရာဒီရောက်ရင်မမီလို့ပဲစူးစမ်းပြီးအစားတွေကိုကြိုတင်စုဆောင်ပါတော့မယ်လို့ဂတိစကားဆိုခဲ့ပါတယ်မမီပလေးကပေးခြင်းနဲ့တင်ကစားကတော့ကျွန်တော်တို့တွေဟာအချင်းရှိခိုင်းမှာလုံးဝစကြရမှာပဲကျွန်တော်တို့တွေအခုချိန်မှာစာတွေကိုစူးစမ်းတင်နေခြင်းဟာကြီးလိုက်ရင်အေးကြမ်းကြမ်းနဲ့နေထိုင်နိုင်ဖို့ဖြစ်ပါတယ်စာတွေကိုစူးစမ်းတင်ယူပါဒီနေ့စူးစမ်းထားတဲ့ຢာတွေကမနှမ်းမှန်တဲ့ကျေးဇူးတွေအများကြီးရရှိလာမှာဖြစ်ပါတယ်ဒီလိုစမ်းစားပွဲပုံမြင်တွေနဲ့ဘဝတုဒရစရာတွေကိုတနင်္လာနေ့တိုင်းမှာတင်ပေးဝမှာဖြစ်လို့ကျွန်တော်ရဲ့ Future Planet Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်